ဒီလူဟာကုမ္ပဏီကြီးတစ်ခုရဲ့စီဖြစ်တယ်။ဒါပေမဲ့သူ့ရဲ့ကလေးငယ်လေးအတွက်ဘေဘီစစ်တာတောင်မရှာနိုင်ခဲ့ဘူး။နိုင်သူ့ရဲ့3 လသားသမီးလေးကိုအလုတ်ခန်းထဲကိုယူလာရတယ်။မိဘအဖြစ်အတွေ့အကြုံမရှိတာကြောင့်ကလေးကိုလုံးဝအံ့အားသင့်ပြီးဘာလို့ရမလဲမသိတော့ဘူး။တကယ်တော့ဒီကလေးဟာအရန် sensitive ဖြစ်ပြီးတက်တာကြောင့်နန်းနီ2 ယောက်မဟုတ်ပဲအများကြီးတောင်ထွက်ပြေးသွားခဲ့ကြပြီ။ဒါကြောင့်ပင်ပန်းပြီးမလုံနိုင်တော့တဲ့ရှီယိုကသူ့ဘက်စစ်စတန်ကိုရှာပေးပါလို့အမိန့်ပေးလိုက်တယ်။အဲ့ဒီအချိန်မှာအစ်စ်ဝင်လာတဲ့အမျိုးသမီးဝင်တဲ့တယောက်ကဖို့ရှေ့ထွက်လာတဲ့ရှီယိုကသူမကိုမြင်တဲ့အချိန်မှာတစ်နှစ်လောက်မတိုင်ခင်ကမင်းနေတဲ့မှတ်ညင်လာပြီးဒီမိန်းကလေးကိုငါသိတယ်လို့ပဲလို့ခံစားရတယ်။ဒါကြောင့်သူကကလေးကိုအဲ့ဒီမိန်းကလေးထံပေးပြီးဒီကလေးကိုစောင့်ရှောက်နိုင်စာမြင့်တဲ့ secretary လုပ်ခွင့်ပေးမယ်လို့ပြောတယ်။မိန်းကလေးကကလေးကိုလက်ထဲကိုထည့်လိုက်တဲ့မျက်လုံးတွေမျက်ရည်နဲ့ပြည့်လာတယ်။ဘာလို့လဲဆိုတော့ဒီကလေးကသူမရဲ့ကိုယ်ပိုင်သမီးဖြစ်နေလို့ပါ။တကယ်တော့တစ်နှစ်လောက်မှတ်ထားတဲ့ညတညမှာသူမစီုံနဲ့တွေ့ခဲ့ပြီး6 လကြာပြီးနောက်သူမဒီကလေးကိုဒါပေမဲ့အဲ့ဒီအချိန်မှာသူမကိုကူညီမဲ့သူမရှိခဲ့ဘူး။ဒါကြောင့်မဖြစ်မနေသူမမိခင်ကိုဖုန်းဆက်ဒါပေမဲ့ဒီသတင်းကြားတဲ့အချိန်မှာသူမမိခင်ကအံ့အားသင့်ပြီးကားတိုက်ခံခဲ့ရတယ်။မိခင်ကိုစောင့်ရှောက်ဖို့အတွက်မဖြစ်မနေသူမကကလေးကိုလှုပ်ဝက်စွာစီအိမ်ရှိမှာထားခဲ့ရတယ်။သူမပြန်ရောက်တဲ့အချိန်မှာမိခင်ကနောက်ဆုံးအသက်ရှူနေပြီးတိမ်မတိုင်ခင်သူမကိုကြောက်စိမ့်လက်ဝတ်တစ်ခုပေးပြီးအဲတွေရောက်လာရင်မင်းဖေကိုသွားရှာပါလို့ပြောခဲ့တယ်။ပြီးတော့သူမမိခင်ကွေလွန်သွားခဲ့တယ်။ဒါပေမဲ့သူမမှာမိခင်အတွက်တင်ချိုင်းတောင်မလုပ်ပေးနိုင်တဲ့အခြေအနေဖြစ်နေတဲ့ဖုန်းထဲမှာ8.8 ယွမ်ငွေပဲကျန်ခဲ့တယ်။ဒါကြောင့်မဖြစ်မနေမိခင်ရဲ့အယိုးအမြစ်တွေကိုအိမ်ကိုယူလာခဲ့ရတယ်။မိခင်အတွက်တင်ချိုင်းလုပ်ပေးဖို့ငွေရှာရန်သူမကုမ္ပဏီကြီးတစ်ခုမှာအလုပ်လျှောက်ခဲ့တယ်။ဒါပေမဲ့ကံကြမ္မာအရအဲ့ဒီကုမ္ပဏီရဲ့ CEO ဟာသူမနဲ့ကလေးရှိခဲ့တဲ့လူတစ်ယောက်